ဒီစိတ်ကိုအသုံးချပြီးတော့ကိုဘဝလိုချင်တာမှန်သမျှကိုဖြစ်ချင်တာမှန်သမျှကိုဘဝတဲ့ကိုရအောင်ကိုဆွဲယူလို့ကိုရတယ်အခုမသိစိတ်ကိုဘယ်လိုမျိုးနည်းလမ်းနေနဲ့ကိုဘဝတဲ့ကိုလိုချင်တာရအောင်ဘယ်လိုမျိုးဆွဲယူလဲဆိုလို့ရှိရင်ဒီနည်းလမ်း၄မျိုးနဲ့ဆွဲယူလို့ရတယ်နံပါတ်1နည်းလမ်းကဘာလဲဆိုလို့ရှိရင်မြေတခွဲကျေကျုလို့ခေါ်တဲ့ဒီကျေစုတည်ခြင်းတရားကိုလိုချင်တဲ့အရာတွေကိုကိုကကျေစုတည်ခြင်းအပြင်ကိုဘဝတဲ့ကိုရလာအောင်လို့ကိုဆွဲယူလို့ရဥပမာကိုကအောင်မြင်တဲ့ဒီဇိုင်နာကိုတယောက်ဖြစ်ချင်တာလားကိုဖြစ်ချင်တယ်ဆိုလို့ရှိရင်ကိုဒီလိုမျိုးအောင်မြင်တဲ့ဒီဇိုင်နာတယောက်ကိုဖြစ်ခွင့်ရတဲ့အတွက်ကိုကျေစုတင်ပါကိုဖြစ်ချင်တဲ့အရာပေါ်မှာကိုကျေစုတင်တာဒီလိုမျိုးကျေစုတင်တရားကိုအသုံးပြုပြီးတော့လဲကိုဖြစ်ချင်တဲ့အရာကိုလိုချင်တဲ့အရာကိုဘဝတဲ့ကိုရအောင်ကိုဆွဲယူလို့ရတယ်နံပါတ်2အချက်ကတော့မြေတို့ vision board လို့ခေါ်တဲ့ပုံကြည့်ပြီးတော့ကိုဘလို့ဥမာကိုကအိမ်ပိုင်ချင်တယ်ကိုဘလို့အိမ်မျိုးကိုပိုင်ချင်တာလဲကိုကကျောင်းပိုင်ချင်တယ်ကိုဘလို့ကျောင်းမျိုးကိုပိုင်ချင်တာလဲစသဖြင့်ကိုလိုချင်တဲ့အရာကိုဓာတ်ပုံကိုကြည့်ပြီးတော့ vision board လို့ခေါ်ကိုလိုချင်တဲ့ပုံကိုဖြစ်ချင်တဲ့ပုံစံကိုမြတ်တို့က vision board ကိုအသုံးပြုပြီးတော့လဲရအောင်ကိုဆွဲယူလို့ရတယ်နံပါတ်3အချက်ကတော့မြတ်တို့ law of attraction လို့ခေါ်တဲ့စွမ်းငင်ခြင်းနေရာမှာညှို့ဆွဲအားနေရာမှာကိုအသုံးပြုပြီးတော့လဲကိုယ့်ရဲ့မသိစိတ်ကိုလှုပ်ဆော်ပေးပြီးတော့လိုချင်တာမှန်သမျှဖြစ်ချင်တာမှန်သမျှကိုရအောင်ကိုဆွဲယူလို့ရတယ်နံပါတ်4အချက်ကတော့ညတို့ကကိုလိုချင်တာကိုချရေးတာကိုလိုချင်တာမှန်သမျှကိုဖြစ်ချင်တာမှန်သမျှကိုစာအုပ်ထဲမှာကိုချရေးပြီးတော့လဲကိုယ့်ရဲ့မသိစိတ်ကိုလှုပ်ဆော်ပေးပြီးတော့ကိုဖြစ်ချင်တဲ့ချမ်းသာကြွယ်ဝမှုအောင်မြင်မှုပျော်ရွှင်မှုဖြစ်ချင်တာမှန်သမျှကိုဒီနည်းလမ်း၄မျိုးနဲ့ညတို့မသိစိတ်ကိုနှုတ်ဆက်ပြီးတော့ဆွဲယူလို့ရပါတယ်ကျေးဇူးတင်ပါတယ်